ရိုင်းညံကလီယာကိုအဲ့ဒီဒေတာရဲ့မြေပုံကိုထုတ်ပြဖို့ပြောလိုက်ရလီယာကလည်းမြေပုံကိုချက်ချင်းပဲပြတ်တက်ခဲ့ပါတယ်ရိုင်းညံဟာမြေပုံကိုမိနစ်အနေငယ်ကြာစိုက်ကြည့်ရင်းနဲ့တောင်ဘက်ကစိတ်ကဲမျိုးနဲ့ဆက်သွယ်မဲ့ဒူးမြောင်းတစ်ခုသာဖောက်လို့နိုင်ရင်အလုံးပဲခန်းနာကြီးကျဲသွားမှာပဲလို့စဉ်းစားမိသွားပါတယ်သူဒီလိုရေရောနေတုန်းမှာပဲသူ့အနာကနေမင်းကလေးငယ်တယောက်သူမရဲ့အဖေကိုလောင်းစားမလို့ဖို့အတင်းသားမြင့်နူလိုထောင်းပန်နေတဲ့အတန်ကိုရုတ်တရက်ကြားလို့ရပါတယ်အဲ့ဒီကလေးမလေးကဒီပိုက်ဆံတွေဟာအမေရဲ့စေကူတက်စရိတ်ဖြစ်လို့မယူပါနဲ့လို့သူ့ဖေကိုတောင်းပန်နေတာပါဒါပေမဲ့သူ့ဖေကတော့ဒီတခါတော့တေချာပေါ်နိုင်တော့မှာဆိုပြီးပိုက်ဆံကိုအတင်းလူယူဖို့ပဲစိတ်စောတန်နေပါတယ်သူကပိုက်ဆံပေးလို့ဆိုပြီးသူ့ရဲ့မိငယ်လေးကိုရိုက်ဖို့လှုပ်လိုက်တဲ့အချိန်မှာပဲရိုင်းညံကသူ့မျက်နှာတဲ့ကိုလက်တီးနဲ့ဝုန်းခနဲ့လွဲထိုးလိုက်တာကြောင့်လွင်းထွက်သွားပါတော့တယ်လီယာကရိုင်းညံစီအပြေးလွှားရောက်လာပြီးတန်ရာရသွားလားစစ်စေးရင်နောက်တစ်ခါရံဖြစ်တော့မယ်ဆိုရင်မိကိုကြိုပြောပါဦးတခင်လေးရဲ့ကာဝယ်ရေးဝတ်စုံတွေပြင်ဆင်ပေးထားလို့ရအောင်လို့ပါလို့ကပြကြပြောပါတယ်ရိုင်းညံကလည်းစင်ကြေပေးတဲ့အနေနဲ့စိတ်လိုက်မှန်ပါဖြစ်သွားတာမို့လို့လီယာပြင်ဆင်ဖို့အချိန်ညမှာမဟုတ်ပါဘူးလို့ပြန်ပြောလိုက်ပါတယ်ပြီးတော့သူကလီယာကိုကလေးမလေးကိုတွားကြည့်ခိုင်းပြီးသူကိုဒိုင်ကတော့အဖေလိုကိုသမုတ်ထားတဲ့အဲ့ဒီလူမိုက်ကောင်ကိုစကားသွားပြောပါတော့တယ်ရိုင်းညံကအဲ့ဒီလူစီရှောက်သွားပြီးသမီးရင်းကိုရိုက်နှက်တဲ့အပြင်အမေဖြစ်သူရဲ့စေကူတက်စရိတ်ကိုလောင်းစားလုပ်ဖို့ကြိုးစားပြီးမိသားစုကိုဒုက္ခရင်းနဲ့တွန်းပို့ရတာကြောင့်ပြင်းပြင်းထန်ထန်စူပူချိန်မောင်းလိုက်ပါတယ်အဲ့ဒီလူကရိုင်းညံကိုမင်းကဘယ်သူလဲလို့တိုးတိုးတိတ်တိတ်မေးတဲ့အခါရိုင်းညံကနားကဘယ်သူလဲဆိုတာအရေးမကြီးဘူးဒါပေမဲ့နောက်တစ်ခါမင်းလောင်းကစားဝိုင်းကိုထပ်သွားတာနားသိရင်မင်းရဲ့လက်နှစ်ဖက်စလုံးကိုဖျက်ပစ်မယ်လို့တေချာပေါ်ချင်းချောတတိပေးလိုက်ပါတယ်ဒီစကားအဲ့ဒီလူကိုကြောက်တူးတုံသွားစေဖို့လုံလောက်သွားပြီးနောက်ဘယ်တော့မှမလုပ်တော့ပါဘူးလို့ကတိပေးကကပြကြထွက်ပြေးသွားပါတော့တယ်အဲ့ဒီလူထွက်ပြေးသွားပြီးနောက်မှာတော့ရိုင်းညံကသူ့ရဲ့စနစ်ကိုတုံးပြီးကောင်မလေးရဲ့ရုပ်ပန်းဆိုင်ရာအခြေအနေကိုစစ်ဆေးဖို့ဆုံးဖြတ်လိုက်ပါတယ်ကောင်မလေးကညူလိုပြီးအကဲလေအမေရဲ့စေကူတက်စရိတ်တာလူယူခံလိုက်ရရင်တမီးတို့ဘာလို့ရမှန်းတီးတော့မှမဟုတ်ဘူးလို့ပြောပါရယ်စနစ်ရဲ့အကူအညီနဲ့ရိုင်းညံတီးလိုက်ရတာကတော့အဲ့ဒီကလေးမလေးရဲ့နာမည်ဟာလီလီယန်ဖြစ်ပြီးသူမှာစိုက်ပျိုးရေးနဲ့ရိတ်သိမ်းရေးအပိုင်းမှာထူးခြားတဲ့အထူးစွမ်းရည်ဖိုင်မီရှိနေတာကိုတွေးလို့ရပါတော့တယ်ရိုင်းညံဟာလီလီယန်ရဲ့စွမ်းဆောင်ရည်အချက်လက်တွေကတိတ်မမြင်မာပေမဲ့လေသူရဲ့ထူးခြားတဲ့အထူးပိုင်မီကိုမြင်ပြီးအဲ့နမင်တက်သွားရပါတယ်စိုက်ပျိုးရေးနဲ့ပတ်သက်လာရင်တော့သူမဟာနက်ပြားပေးနာလိုက်တဲ့ဆုလတ်တစ်ခုလိုဖြစ်နေတာကြောင့်သူမကိုသူ့လူဖြစ်ချက်ချင်းစီယုံတင်သွင်းရမယ်ဆိုတာကိုရိုင်းညံတီးလိုက်ပါတယ်ထို့နောက်ရိုင်းညံကလီလီယန်ကိုသူတို့လည်းမျိုးတွေကိုတွားနေတာဖြစ်လို့မြင်းလဲပေါ်မှာအတူတူလိုက်စီနိုင်ကြောင်းပြောလိုက်ပါတယ်ဒါပေမဲ့လီလီယန်ကသူ့မခိုးမှညစ်ပေးနေတာကြောင့်အဖိုးတန်လာတဲ့မြင်းလေးကြီးအင်္ဂါမျိုးနွမ်းသွားမှာစိုးရိမ်လို့ညင်းဆန်ရှာပါတယ်ရိုင်းညံကပြုံးလွှဲပြီးဒီမြင်းလေးကတစ်သားပြားတွေကိုစုပြီးရိုက်ထားတာပဲမို့ဘာမှထူးထူးခြားခြားအဖိုးတန်နေတာမဟုတ်ပါဘူးလို့ပြောပြီးနှစ်သိမ့်ပေးလိုက်ပါတယ်အဲ့ဒီနောက်ရိုင်းညံကတနေ့လုံးဒီလောက်ထိစင်ရဲမွဲတွေမှုတန်ကိုခံနေရတာတောင်ဘာကြောင့်လောင်းစားဝိုင်းတွေကအခုလိုစီကားနေရတာလဲလို့ကောင်မလေးကိုမေးမြန်းကြည့်ပါတယ်လီလီယန်ကရှင်းပြတာကတော့ပြီးခဲ့တဲ့ဆောင်းဦးရာသီတုန်းကဆိုရင်ဂီယင်းကျူနယ်စားကြီးကဒီမျိုးကိုတိုက်ခိုက်ခဲ့တာကြောင့်စစ်တီတော့အမြောက်များတေဆုံးခဲ့ရပါတယ်ဒါတင်မကသေးပဲပြီးခဲ့တဲ့ຫນွေဦးရာသီမှာလဲဒီနေမြေမှာကြီးမားတဲ့ရေကြီးမှုတန်ကိုခံခဲ့ရပြီးစိုက်ပျိုးမြေတွေနဲ့ဒီနံအများစုပျက်စီးဆုံးရှုံးခဲ့ရပါတယ်ဒါကြောင့်မို့လို့ပြီးသူတွေရဲ့ဘဝဟာအလွန်ခက်ခဲသွားပြီးထမင်းတနက်စားဖို့တောင်မနေရုံးကန်နေရတာဖြစ်ပါတယ်ဒီအကြောင်းကိုကြားပြီးတဲ့နောက်ရိုင်းညံဟာမျိုးနေကိုဆက်သွားရင်းမျိုးမှာအမှန်ကယ်ဂုံထုတ်လုပ်နိုင်တဲ့လူအင်အားဘယ်လောက်ရှိလဲဆိုတာကိုသိနိုင်မှုလူဦးရေစာရင်းကောက်ယူဖို့လိုအပ်မယ်ဆိုတာကိုသဘောပေါက်သွားပါတယ်ဒါပေမဲ့သူ့ရဲ့ပထမဆုံးခြေလှမ်းနေနဲ့ကတော့သူ့အနေနဲ့အသုံးပြုလို့ရမယ်အရန်ငွေအစင်းတင်ဘယ်လောက်ရှိလဲဆိုတာကိုသိနိုင်မှုမျိုးစားကြီးရဲ့အိမ်တော်ကိုအရင်သွားဖို့ပါပဲရိုင်းညံကမျိုးစားကြီးရဲ့အိမ်တော်ဘယ်မှာလဲဆိုတာတီးလာလို့လီလီယန်ကိုမေးလိုက်ပြီးသူမပြန်ဖြေဖို့ပြင်နေတော့မှာပဲအဝေးကနေမြင်းစီသမားတယောက်ကနိုင်ရကျိုးကိုကင်ပြီးလက်မရှိတဲ့လူတွေအားလုံးဖယ်ပေးကြဖို့အော်ဟီဆေဆိုမောင်းနေလာတဲ့အတန်ကိုကြားလိုက်ရပါတယ်အဲ့ဒီလူကလက်မရှိတဲ့လူတိုင်းကိုလေသမားအောက်တန်းစားတွေလို့အော်ဟစ်ပြီးရိုင်းညံကိုပါမြင်းနဲ့တိုက်မိတော့မလို့ဖြစ်သွားခဲ့ပါတယ်ဒါပေမဲ့လီယာကရိုင်းညံကိုအချိန်မီဘေးကိုတွန်းထုတ်ပေးလိုက်လို့တီလေးလွတ်သွားခဲ့ပါတော့တယ်အဲ့ဒီမြင်းစီသမားကတော့လမ်းကိုစမောင်းသွားပြီးလီယာကတော့ဒေါ်ဒရကြီးနဲ့ကြံခဲ့ပါတယ်ရိုင်းညံကတော့သူ့ကိုဖတ်ထားတဲ့လီယာကိုလွတ်ပေးဖို့ချက်ချင်းပဲပြောလိုက်ရပါတယ်ဘာလို့လဲဆိုတော့လီယာရဲ့ကြီးမားထွားလိုက်တဲ့ရင်အုံကြီးကသူ့ကိုဖိမိပြီးအသက်ရှူချက်မတက်ချင်နေလို့ပါပဲလီယာကသူမကိုသူအမြန်ပြန်ပြင်းလိုက်ပြီးရိုင်းညံအဆင်ပြေရဲ့လားလို့စိုးရင်တကြီးမေးပါတယ်ရိုင်းညံလီယာကြောင့်အခုလိုဘေးကင်းသွားတာဖြစ်လို့အဆင်ပြေပါတယ်လို့ပြန်ပြောပြီးစိတ်အေးစေခဲ့ပါတယ်
ထို့နောက်ရန်ညံကလီလီယန်ကိုအဲ့ဒီမြင်းစည်းသမားကဘယ်သူလဲလို့မေးကြည့်ရသူမကတော့သူဟာအဲ့ဝင်မိသားစုရဲ့ခင်လေးဖြစ်ကြောင်းပြောပြပါတယ်လီလီယန်ကမြို့ထဲမှာရှိတဲ့လောင်းကစားရုံအားလုံးဟာအဲ့ဒီမိသားစုပိုင်တွေကြီးပဲလို့ဆက်ပြောပြပါတယ်ဒီစကားကိုကြားလွှဲရတဲ့အခါရန်ညံကပြုံးလိုက်ပါတော့တယ်ဘာလို့လဲဆိုတော့မြို့ရဲ့လောင်းကစားရုံအားလုံးကိုပိုင်ဆိုင်ထားတယ်ဆိုရင်အဲ့ဒီမိသားစုဟာအလွန်ပဲချမ်းသာကြွယ်ဝနေမှာဖြစ်လို့ပါပဲနေမြေဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်အသုံးပြုမဲ့ရန်ပုံငွေတွေကိုဘယ်ကနေရှာရမလဲဆိုပြီးစိုးရင်ပူပန်နေတဲ့ရန်ညံအဖို့တော့ဒါဟာအလွန်ဝမ်းသာစရာတင်းကောင်းတစ်ခုဖြစ်သွားခဲ့ပါတယ်အိမ်တော်ကိုတွားမဲ့အစားရန်ညံကလီလီယန်ကိုလောင်းကစားရုံစီလမ်းပြဖို့ပြောလိုက်ပါတယ်လီလီယန်ကတော့ဒါကိုကန့်ကွက်ပြီးလောင်းexile ကိုတွားရင်ခင်လေးရဲ့ပိုက်ဆံတွေအကုန်လုံးအလူခံရပါလိမ့်မယ်လို့စိုးရင်တကြီးတားမြစ်ရှာပါတယ်ဒါပေမဲ့ရန်ညံကလောင်းကစားရုံကသူ့ကိုဘယ်တော့မှမနိုင်တာကြောင့်ဘာမှစိုးရင်စရာမလိုကြောင်းအာမခံလိုက်ပါတယ်လီလီယန်ဟာဒီစကားကြောင့်အဲ့လမင်တက်သွားပြီးရန်ညံဟာဘလောက်တောင်အစွမ်းထက်တဲ့သူလဲဆိုတာကိုရင်ထဲကနေတီးချင်စိတ်ပြင်းပြသွားပါတော့တယ်ခိုင်ရကြမှာတော့သူတို့ဟာအစ်စ်မြင့်လာတဲ့လောင်းကစားရုံကြီးစီရောက်ရှိလာခဲ့ကြပြီးရန်ညံကတော့သူ့ရဲ့ဂုံထုတ်လုပ်ငန်းစဉ်ကြီးအတွက်ဒီလောင်းကစားရုံကိုအပြည့်ရှင်းပြီးဝေရီကုံတင်းကျုံယူဖို့မဆောင်နိုင်အောင်ဖြစ်နေပါတယ်သူလောင်းကစားရုံနဲ့ခြေချလိုက်တာနဲ့ပထမဆုံးမြင်လိုက်ရတဲ့မြင်ကွင်းကတော့လူတစ်ယောက်ကဒီပိုက်ဆံကိုတေချာပေါ်ပြန်နိုင်အောင်ဆိုပြပါမယ်ဆိုပြီးကတိမားရီပေးကရှေတင်ကတစ်စဲပြားလောက်ချေပေးဖို့တောင်းပန်တို့ရှိုးနေတဲ့ပုံစံပဲဖြစ်ပါတယ်တခြားတစ်ဖက်မှာလည်းငားနိုင်ပြီးဟဲ့လို့အော်ဟစ်ကခုံနေတဲ့လူတစ်ယောက်ရှိနေပါတယ်ရန်ညံကတော့ဒီမြင်ကွင်းတွေကိုကြည့်ပြီးအလွန်ရွှမ်းရှားဆက်ဆုပ်မိသွားပါတယ်ဘာလို့လဲဆိုတော့လောင်းကစားရုံတွေတည်ရှိနေတဲ့၍ပြည်သူတွေဟာအလုတ်ကိုကောင်းကောင်းမွန်မွန်လုပ်ကြတော့မှာမဟုတ်ဘူးဆိုတာကိုသူကောင်းကောင်းကြီးတည်နေလို့ပဲဖြစ်ပါတော့တယ်အဲ့ဒီအချိန်မှာပဲလီလီယန်ကရန်ညံကိုစစ်သားတွေကလောင်းကစားရုံတစ်ခုလုံးကိုအပြင်ကနေဝိုင်းထားပြီးဖြစ်လို့အခုပဲစတင်လှုပ်ရှားတော့မလားလို့မေးလိုက်ပါတယ်ဒါပေမဲ့ရန်ညံကတော့တားမြစ်လိုက်ပြီးလောလောဆယ်ငြိမ်ငြိမ်လေးပဲစောင့်နေဦးနားကနောက်ွယ်ကနားကြီးကိုများချင်တာလို့ပြောပြီးအခြေအနေကိုစောင့်ကြည့်နေပါတယ်ထို့နောက်ရန်ညံကလောင်းကစားရုံဝန်ထမ်းတယောက်စီရှောက်သွားရအဲ့ဒီဝန်ထမ်းကခင်လေးဘာကစားနေမျိုးကိုကစားချင်ပါတယ်ခင်ညာလို့မေးမြန်းပါတယ်ရန်ညံကနားလေဘာမှနားမလဲဘူးအဲ့ဒါကြောင့်အလွယ်ကူဆုံးကစားနေရှိတဲ့နေရာကိုပဲလမ်းပြပေးပါလို့ပြောလိုက်ပါတယ်ဝန်ထမ်းကသူ့နောက်ကိုလိုက်ခဲ့ဖို့ပြောပြီးရန်ညံကိုကစားတင်ကားပြားနှစ်ပြားကမ်းပေးလိုက်ပါတယ်ပြီးတော့ဒါကတော့ကျွန်တော်တို့လောင်းကစားရုံကနေအခမဲ့အိတ်ခန္ဓာမို့လို့ဒီတင်ကားပြလေးတွေနဲ့ပဲခင်လေးရဲ့ကန်ကိုစမ်းတက်ကြည့်လိုက်ပါဦးလို့တိုက်တွန်းပါတယ်ရန်ညံကလည်းအဲ့ဒီကစားတင်ကားပြတွေကိုလမ်းပြလိုက်ရအဲ့ဒီတင်ကားတွေကကွက်ငယ်ပေါ်ကိုကွက်တီကျသွားပါတော့တယ်